没呀，看我，我们来ဖြူ吹哦，就是说的，过去喂了，过去喂， နာမည်ကလည်းကိုဖြူပွေးဟမ်အဲ့တော့ဖြူထွေးနဲ့ဆင်တော့ဖြူထွေးလို့ခေါ်လိုက်တယ် 哦， တဲမောင်ဒီလောက်အသားမဲရတယ်တဲ့ဘာအနဲ့ရောဝမ်းဆက်ကြီးဘယ်လူမှသွားစားဘူး 路把我干嘛呀？背给你， ဘာကြီးလဲ 可能嘛就没捞了我，可能嘛就， ဟောသူတို့လည်းလုံးဝကြည့်လို့နေတယ်အဲ့ဒါဘာကြီးထူးသေးတယ်ရှင်းနေ 啊，吐了我，就是这个来我变了， ဟုတ်လား 嗯， အေးဗျာဒီကောင်မလေးကတော်တော်ဆိုးတာပဲခုကတော့ဘယ်လိုလုပ်ကြမလဲအဲ့ကိစ္စ 哎，比如我单看里面还给他，把我一次，比如都蛋白质里，都马上买啥，都比如我了都，比如蛋白质， ပြည်သူကသူ့အပြစ်ပေးလိုက်မယ် 嗯， ဘာဖြစ်လို့လဲဆိုတော့ဘာမဟုတ်ညာမဟုတ်ဘဲနဲ့ပြည်သူတွေဝိုင်းတင်ပေးလိုက်တဲ့လူကအခုဟမ်ဟိုလိုဖြစ်လာပြီဗာလဲအယူနဲ့မြောက်ပေးတာအခုအယူကအိမ်ဦးကန်းတက် 哎， ပြီး 我 ချိ 在 တက် 七 ပါ 八月，皮皮， ဖြစ်ပြီဆိုတော့လူများတွေလည်းဝိုင်းပြောထားကြတယ်ဗျတော်တော်များများဒီကိစ္စကတော့ဘယ်သူမှလက်မခံနိုင်ဘူးဗျာ 啊，别来干那个，路刚上过，路老大别，我路都困了没有？ ပြီးတော့ဒီကိစ္စကနောက်ွယ်လက်မဲရှိလောက်တယ်ဗျ 是是， ဒီလက်မဲလား 俺没别了，我别， အေးဒီကိစ္စကနောက်ွယ်တော့ဖြစ်တယ်နောက် 我 ွယ် 这没， ဘာဖြစ်လို့သူတေးသေးချာချာကိုစကလုံးနေနဲ့ဟိုဟာတည်းကကွက်တီကိုဖြစ်နေတာ 都都看出来地方了，现在上标呢，哎他妈， နော်အဲ့တော့ဖြူထွေးဘဝတော့သွားပြီရေစုံမျောပြီဟမ်ပြည်သူတွေတင်မြှောက်ပေးထားပြီးတော့ဟမ်ဟိုပြည်သူတွေကလည်းဝိုင်းပြီးတော့မုန်းလိုက်ပြီပြီးပြီဝဲရတော့ 比如酒店他们有啥比如比如别少干了， အေးလေအဲ့တော့မှတချို့ကောင်တွေပြောသေးတယ်အမလေးဒါသူ့ဝန်သူတွေဒီတိုင်းပြောတာလို့ရှောက်မတွေးကြနဲ့လူတွေရတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်တချို့တွေကပြောထားသေးတယ်အဲ့ဒါဘောမတွေပဲနေမှာပါဒီဖြူထွေးရတယ်အာနာလေးတစ်နှစ်သိန်းတာဘာဖြစ်သွားမှာမဟုတ်လို့လဲဆိုပြီးတော့ပြောထားသေးတယ် 我别领那边了嘛， အေးအဲ့တော့အခုလဲသတင်းတွေကိုသိလား တေးချာအခုတော်လိုင်းသတင်းနဲ့မျိုးတွေသိမ်းတယ်နော်အကုန်လုံးတော်လိုင်းအင်အားစုတွေကလည်းအားကောင်းလာတဲ့အချိန်မှာသူတို့အဲ့သတင်းတွေဖုံးဖို့အတွက်လည်းဒါရင်းတာ 好的 သိ，လားအဲ့ script ပါသူတို့တခါတည်းတေးချာရေးပေးထားပြီးတော့အဲ့လိုလုပ်ဘယ်နဲ့ဗျာတော်တော်ဆိုးပါဟောဆိုင်ကြတယ်ညာဟောကိုကြီးမျောနဲ့ကိုကြီးတူမတွေလာဟောငါတို့လည်းဝင်တိုက်မိရောမယ်ပဲ လေးအဝေးကြီးပါ အဝေးပါမကြည့်အောင် ဘာလုပ်နေကြလဲလေးတို့ အလောမော်တော့နိုင်ငံရေးအကြောင်းတွေပြောတယ်နိုင်ငံရေးအကြောင်း တီတီကကျဲ 哦，鸡姐姐那不多，不鸡也多，在原的呀，俺老爹是没呀， လေးတို့နိုင်ငံရေးအကြောင်းပြောနေ 那个俺你苗那里， ဦးလေးပြောတယ်စဉ်းစားကြည့်ဒီလောက်လူကမဲပြနှမ်းနေတော့နာမည်ကလည်းဖြူထွေးလို့ပေးတာ 哦，我把屋里标呢， ဟောကိုဖြူဖွေး ဟော နာမည်ကကိုဖြူဖွေးအသားရည်လည်းကြည့်ဝတ်ထားတဲ့အယောင်လည်းကြည့်အမဲဝမ်းဆိုပြီး နည်းနည်းလိုက်တဲ့အရာဝတ်ပေးထားတယ် ခုနဦးလေးကအိမ်ထဲထွက်လာတော့အားလို့ကျွေးငုတ်ထုတ်ထိုင်တယ် 哦， ။သမီးခုနအပြည့်နဲ့ကြာဟာဦးလေးကတယောက်တည်းဗာထိုင်လုံးနေရ အေး ။ဒီ တော့ နာရောက်မှတွေ့ 你要把俺拉比拍了不啦？ ။ဟုတ်ပါ 俺把 ဘူး 你苗呢， ။သိတယ်လေအဲ့ဒါကြောင့်မို့မှဒီဘက်ကနေလှည့်ပြီးတော့ဝင်လာတာ 那木的包了， ။မာမိုရိုက်သွေးလုံးနေလို့ 买伢呢， ဒီနေ့ပွဲစုနေတယ်လေဖြူထွေးကိစ္စနဲ့ 哦，哎，古北俺来标呢， ကိုပဲအဲ့ဒါကြီးပြောနေတာဟော तू အဲ့ဒါရိုက်နေ ။ဟုတ်တယ်။သမီးလည်းတိချာမသိဘူး။သမီးလည်းညတော့အစိုးအိပ်ပြောတာ ညလည်းအိတ်လည်းအစောကြီးအိတ်ညကြရင်လည်းဟိုနေ့ကလည်းကျွန်တော်ပြောတယ်ဦးလေးတဲ့တူမကြီးတဲ့ဟိုဒီဇင်ဘာဆိုတော့တဲ့9နိုင်လောက်ထပြီးတော့တဲ့အပြေးလေးကျင်မယ်ဒီဇင်ဘာတောင်ကုန်တော့မယ်ခုချိန်ကြီးအိတ်ရာနောက်ကြတယ် 哦， ။အော်ဦးလေးကလည်းသူများကအဲ့ဒီဘဝအိပ်တော့မနာလို့ဖြစ်နေတယ်
ဟောမှာတော့အေး ဒါနဲ့ဘာဖြစ်သွားလို့လဲဘာလေးဖြစ်လို့အဲ့ဒါတော့ သူတို့လေမှာပြုတ်စီကြောညာရိုက်တာသူကမှသူစေးဆံမကြီးလို့ဘာလို့နဲ့ဝက်လိုက်တော့ဟိုပဝါရီနဲ့အင်းစီပန်းနေနဲ့သူကဘယ်ခတ်တီနဲ့သူဝလောက်တဲ့ပုံစံသူဟိုကနဲ့မတူလေလို့ကောင်းတယ်စေးဆံမနဲ့မတူဘူးလေစေးဆံမမတူပဲသူကအမေတော်အောင်ဆန်းစုကြည်ပုံစံမျိုးသွားလောက်တာဟုတ် အဲ့ဒါတော့များသွားရင်တော့ ပြီးတော့သူ့နာမည်အောင်ပေးထားသေးတယ်မလေးချန်စီကိုဟောင်စုပဲ ဟဲဒါတော့တော်များသွားပြီပြည်သူတွေလေးစားအားကြရတဲ့အမေစုကိုသူတက်တက်လောက်တာ သူ့စကားနာမည်ပေးထားလဲကျုံးလေချန်စီကိုကြီးမေတော်စုဆိုပြီးတော့မေတော်ဟောင်စုဆိုပြီးပေးထားပြည့်အဲ့နဲ့စတာပဲဟာဆိုင်နေကွာသူ့ပြုတ်စီကြော်ညာနဲ့ချန်စီကိုနဲ့ တော့မရိုင်းနေ တော်မရင်နေကွာအမေအိုကြီးအားမှာထောင်းထဲမှာအမှန်ကန်တာပြည်သူတွေကပေးသက်ပြီးတော့ ပြည်သူတွေအတွက်ပေးဆက်ပြီးအခုအချုပ်ဟိုအဖမ်းခံတာဟိုတောင်းသားမင်းအောင်လိုက်ရဲ့နော်အာနာယူကြောင့်အခုလေအဲ့ဒါကို तू ကအဲ့ပုံစံလုပ်ပြီးပြောထားတာသူတို့ကတေးချချအဲ့လိုမျိုးအကွက်ချတာလားသူတို့အကွက်ချပြီးတေးချအဲ့လိုပြောလို့အခုအဲ့လိုဖြစ်တာသွားပြီးသူ့ဘဝကအဲ့ဒါနောက်ကွယ်ကလက်မဲလက်ကူမဲဆိုတာဟုတ် အဲ့ဒီကောင်းတယ်မျိုးထိုးပြန်ပြီ ဆောင်းကတော့မရိုင်းတာပဲနော် အာရိုင်းနေမရင်တော့ပြောမယ် သူမိုက်ဆဲအကောင်မဟဲ့လူ သမီးတေချာလားတေချာကိုကောက်ကြည့်ကြည့်လိုက်အောင်တေချာတော့အဲ့ကောင်မဝိုင်းကောက်လုပ်လိုက်အဲ့ကုမ္ပဏီကိုပါကြော်ညာခိုင်းတဲ့ကုမ္ပဏီကဝိုင်းကောက်လုပ်ပြီနေအောင်သမီးတွားကြည့်အောင် အေးပြီးတော့မှသွားကြည့်ဟိုကလိုင်းမှာနင်းအဲ့ကြောင့်မို့လေးလာပါလူငယ်တွေဟမ်တိုင်းပြည်ရဲ့အနာဂတ်တွေအားနေအိတ်ဖို့တော့ပဲဒီမှာလူဆိုတာစကားပြောလို့ရှိရင်စကားတစ်ခွန်းသေးရှာပြောဟောမင်းအောင်လိုက်စကားမပြောတတ်ဘူးသိလားစကားမပြောတတ်တာမဟုတ်ပါဘူးဒီကောင်ကငကိုတွေကအဲ့လိုလုံးမယ်လို့တွေးထားလို့ဟမ်ခေတ္တခဏအာနာသိမ့်တယ်ဘလောက်တိုင်းပြည်ဒုက္ခရောက်အခုလဲဖြစ်ဘူးတွေကျန်မကြော်ညာမဲ့ကြော်ညာကိုသွားကြော်ညာတော့ဟမ်တရုတ်ဝတ်စုံဝတ်ပြီးကြော်ညာပါလားတရုတ်ဆေးဆိုလဲဘယ်နဲ့ကွာအခုတော့အဲ့ဒါပွဲစုနေတာ သူကဘယ်လိုဝတ်ထားလဲ ဝတ်ထားလို့လည်းပြောပြလိုက် အမေစုပုံစံမျိုးဝတ်ထားတာကွာနောက်မှလည်းပန်းပြီးတော့ပန်းလည်း9မျိုးလောက်ရှိမှတယ်အမေစုပုံစံတိုင်းကုန်လိုက်လုံးနေအဲ့နဲ့ပွဲစားဖြစ်တာပဲသူ့စကားလည်းချန်စီကိုမေတော်ဟောင်စုဆိုပြီးတော့နာမည်ပေးထားတယ်ကွာချန်စီကိုပြုတ်စီကျင်းတာနဲ့ချန်စီကိုနဲ့ပြုတ်စီနဲ့ဘာဆိုင်လို့လဲ အေးလေဘာဆိုင်လို့ဘာမှလည်းမသက်ဆိုင်မဲနဲ့ မေတော်ဆိုတာငါတို့မျက်မနှိုးနဲ့အမေတို့ခေါ်နေဟိုကအန်တီတော်ဆန်းစုကြည်ကိုပြောတာလေ အာတီးပြီဟောင်းတာဆိုတာခွေး အေး စုဆိုတာရှင်းနေတာပဲဒေါန်ဆန်းစုကြည်ပြောတာဗော ဒါဘောကွာသွားပြီးတော့ဒေါန်ဆန်းစုကြည်ပုံစံနဲ့ဝတ်ပြီးတော့မှသူအဲ့ဒီမျိုးတွေလိုက်လို့နှလုံးကနန်းအောင်ပေးလိုက်သေးတယ် နှလုံးကန်းနဲ့ကိုပေးတယ် ဘာလဲဦးလေ 89လေလေ 89ဘာဆိုင်လို့လဲဦးလေးရဲ့နှလုံးကန်းနဲ့ပေးတာဟုတ်လို့လား ဘယ်လား89ကအမေစုအသက်ဒီအဲ့ဒါပဲနိုင်ငံမှာတိုက်ဆိုင်နေတော့မရှိဘူးရေထဲကြီးလောက်တယ်ဆိုတာပဲရှိတယ် အဲ့ဆိုဒီကောင်မတော်လေးကိုမရိုင်းတာပဲနော်ဦးလေးရဲ့ အဲ့ဘယ်ဟုတ်လဲတော်ကြီးအောင်ဆန်းစုကြည်ကိုစောင်းပြီးတော့စော်ကားပြီးတော့ပြောလိုက်သေးတယ်တကယ်ဟိုအဲ့ကိုစော်ကားဆိုလို့လည်းစိတ်အပြည့်နဲ့ကိုသူရိုက်တာ အဲ့ဒါဟိုးအရင်တော့လည်းဟိုစစ်ကောင်စီကဝါဒဖြန့်တဲ့ဟာရှိတယ်ဟိုနောက်ကွယ်လက်မဲကြီးပေါ့ဦးလေးပြောတယ်လို့ပဲကဲမှာ ဟုတ်တယ်ညို့ဒီလာပြန် အဲ့တော့ဘာဖြစ်လဲဆိုတော့သူကဒီစစ်တပ်ကသူတို့ကဒီလိုမျိုးဟာတွေပေးစစရေးထားတာနော်ဘယ်လိုရေးထားလဲဆိုတော့နံပါတ်ကောဒီမှာနာမည်ရောစုပါတာရောပြီးတော့အသက်ကောဒါဟိုတိုက်ဆိုင်လဲခဏတိုက်ဆိုင်နေဆိုတော့ဘယ်လိုဖြစ်နိုင်လဲဟုတ်လို့ခက်တယ် ဦးလေးတို့ပြောတာတမီးနဲ့နည်းနည်းစိတ်ဝင်စားတော့တမီးသွားကြည့်လိုက်ဝင်ပြီးနော် အေးသွားကြည့်ပြီးတော့ကွန်မန့်မှာဝင်ဆက်ကြိုက် မင်းစကားအကောင်မဝိုင်းကောက်သွားတော့လိုက်ချင်း လောက်ရမယ်ဒီဒါနဲ့ပြောပြအောင်မယ်သူပါယူသူ့ကိုငါတဲ့ဆိုရယ်ကုမ္ပဏီအောင်အာဂျီကို47ဆိုရယ်ဟိုကလေသိန်းစိန်လက်ထက်တော့ဝင်ကြီးဖြစ်ခဲ့ဘူးတဲ့ကောင်လေဒီတက်ဘူစီစိုးသိန်းဆိုရယ်ကောင်ပေါ့သူ့သားအေဂျင့်ဆိုရယ်ကောင်ပိုင်းသားအေဂျင့်ဆိုရယ်ကောင်ကလည်းစစ်ကောင်စီကနေပြီးတော့လှုပ်လိုက်တဲ့စာနယ်ဇင်းကောင်စီကိုတွားပြီးကိုစားပြုတယ်နိုင်ငံတကာအစည်းအဝေးတွေရောက်လို့ရှိရင်သူကအာနာသိန်းတော်ကိုကောင်းကောင်းကိုအမုန်းနေတင်ပြောတယ်ရော ဟိုက
စစ်တဲ့တည်င်းကိုဝါအဲ့လိုပွဲတွေတော်တက်ပြီးတော့အဲ့လိုလိုက်ပြောနေတာ ဒါဆိုရင်စစ်တပ်နဲ့လုံးဝပတ်သက်နေတာပေါ့နော်ဦးလေးသူတို့နယ်မြေဆုံရှုံတာတွေတိုင်းဌာနချုပ်တွေလက်လွတ်ခံရတာတွေအချက်တွေကိုဖုံးကွယ်ခြင်းလို့လူလူခေါင်းဆောင်ကိုရောနိုင်ငံရေးတိတ်ခါကိုပါတိုက်ခိုက်ခြင်းလို့လည်းဖြစ်နိုင်တယ်နော်ဦးလေး အေးသူတို့ကအရှုံးတွေကိုဖုံးရှုံးတွေကိုဖုံးလေပေါ်လေအရှုံးတွေကိုဖုံးလေပေါ်လေနဲ့အခုဆိုရင်တော်လိုင်းအင်အားစုတွေမျိုးတွေသိနော်အကုန်လုံးမျိုးတွေအခုဆိုရင်ရခိုင်တို့ချင်းတို့ကရင်တို့ကြည့်လိုက်အကုန်လုံးကုန်ပြီပွေးစကားနေဟုတ်တယ် ခိုင်ကိုအကုန်လုံးသိမ်းတော့မယ်ဘယ်လိုတမန်နိုင်ပြောပြီးလေ အဲ့ဒါကိုသူတို့ကရအောင်လိုက်ဖုံးနေတယ် ဟုတ်ပါပေါ့အခုဘာလဲပါဟိုတနေ့ကမှ PDF တွေကမှညံလမ်းပေါ်တက်ပြီးတော့တက်တောင်းညမ်းသွားလို့လေ PDF တွေမှာဒီကောင်းလေးကြောက်လို့ရလေမှာအတော့ကြောက်နေကောင်းလေးမေးစကားပါရှုံးနေပြီကဟိုအေးရလဲမှာဟိုဝင်တော့မယ်လေအေးရတိုင်းဝင်တော့မယ်ဒီလိုတမန်နိုင်ဆိုတာဘာမှလို့လဲပြောရင်ပြောတိုင်းတကယ်လို့တယ်လို့ဟိုလဲမှာတော်လိုင်းဟို PDF တွေကမှာဟိုရောက်ပြီညံလမ်းပေါ်ရောက်နေပြီ မြန်လမ်းမော်လေးတော့သွားနေပြီတော်လိုင်းကဘယ်လောက်ထိအချိန်ကောင်းနေလဲဆိုတော့ငါတို့မှစဉ်းစားကြည့်တယ် အားရတယ်ဦးလေးရဲ့အဲ့လိုကြားရတာ ဘယ်လိုပဲလေ ဦးလေးပြပြတွေးချီကိုစာအိတ်နဲ့ကြည်တောင်းနဲ့ဘူးပို့လိုက်တာ ဟာသူကလည်းဟိုကြီးခက်ကဘိုးကြီးလေခက်ကလက်ဆောင်ကိုပို့ရတာပေါ့သူ ဟာဦးလေးကလည်းလာနောက်နေပြန်ပြီ လာနောက်နေရမဟုတ်ဘိုးရကွာဘာလို့ရှိမလဲအေးဟုတ်တယ် Christmas ဘိုးပို့ပေးလိုက်တယ်လက်ဆောင်ဆိုနော်ဒါပေမဲ့အခုလောက်ဆိုပြန်တော့တောင်းမှန်နေလောက် ကြည့်ပါလားဦးလေး ဟမ် ကြည့်လိုက်ပါလားတောင်းမှန်လားမတောင်းမှန်လားမတောင်းမှန်ရင်တော့ဝိုင်းကောက်ပါတော့ဘူးလိုက်ဆောင်းပါ အေးအဲ့ဒါပဲကိုက တက်နေတဲ့ဒီဆေးပြုတ်စီချောညာလေးနဲ့ တက်လာပြီလား တက်လာပြီတောင်းမှန်ပြီလေ အားလုံးပဲမင်္ဂလာပါအခု line ပေါ်မှာရော social media ပေါ်မှာရောဝေဖန်မှုမြင့်တက်နေတဲ့ဒီဆေးပြုတ်စီချောညာလေးနဲ့ပတ်သက်ပြီးတမိပြန်လဲဖြည့်ရှင်းခြင်းလို့ပါပထမအဆုံးအနေနဲ့ဒီဇညွန်းလေးကတမိကိုယ်တိုင်ရေးခဲ့ခြင်းမဟုတ်ပါဘူးဒီဇညွန်းဆရာကြီးမှာအပ်ခဲ့တာပါဒီဇညွန်းမှာပါတဲ့အတိုင်းတမိအယူသားဆုံးတရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်ညီသူတဦးတယောက်ကိုမှထိခိုက်လူစိတ်မျက်နှာလူစိတ်နဲ့ရည်ရွယ်ပြီးရိုက်ခဲ့တာမဟုတ်ပါဘူးရှင် ဟုတ်ကဲ့ပါဗျာအားလုံးမင်္ဂလာပါကျွန်တော်ကဒီဇလန်လေး view တွေအဲ့လာတဲ့အချိန်မှာသူအားလုံးကူညီပေးပါဆိုကျွန်တော်ရေးပေးခဲ့ပါတယ်ကျွန်တော်ဗန်တီးတဲ့အချိန်မှာလည်းဒီဇလန်လေးကိုသူများနဲ့ဆိုတာက view တွေအရင်မလုပ်ဘူးတဲ့ guide တွေနဲ့ဟိုဟာပြအောင်တော့မတူအောင်ဆိုပြီးတော့ဖန်တီးခဲ့ပါတယ်သူကမင်းကလေးဖြစ်တော့အမေတော်ဖြစ်သွားတာပေါ့ဗျာယောက်ျားလေးဆိုတော့ဘိုးတော်ပေါ့အဲ့လိုမျိုး character လေးနဲ့သူအရင်မှမလုပ်ဘူးတဲ့ character လေးနဲ့ဖန်တီးခဲ့တာပါဘာကြီးရဲ့ချက်မှဘယ်လိုမျိုးရည်ရချက်မှမရှိပါဘူးဒါမှန်တော့သစ္စာစကားပါခင်ဗျာကျွန်တော်တို့မနမကြီးနှစ်ယောက်ကြောင့်တစုံတဦးထိခိုက်နေတာသွားခဲ့ပြီးရှိတော့ကျွန်တော်တို့ဒီနေရာနဲ့အများကြီးတောင်းမှန်ပါတယ်ခင်ဗျာလုံးဝထိခိုက်စေလို့တဲ့ဆန္ဒလုံးဝမရှိပါဘူးသစ္စာဆိုရဲပါတယ်ကျွန်တော်ယူသသားလေးဖန်တီးခဲ့တာပါဘာရည်ချက်မှလည်းမရှိပါဘူးခင်ဗျာအဲ့ပေါ်မှာလည်းသူအကောင်းဆုံးဖြစ်အောင်ယူသသားနဲ့ပဲဒီဟာလေးကိုရိုက်ကူးခဲ့တာပါဒီဇလန်းလေးကိုပေါ့နော်ဒီစေးပြုတ်စီကြော်ညာလေးမှာလည်းဒါသူတို့ရဲ့ဒီစေးပြုတ်စီပိုင်ရှင်ကလည်းတာမန်မိသားစုတွေပါပဲကိုယ့်အကြောင်းမလို့ဒီလိုမျိုးတာမန်မိသားစုလေးတွေအထိခိုက်သွားတဲ့အတွက်ကောပြီးလို့ရှိရင်သမီးရဲ့ဒီကြော်ညာဗီဒီယိုဖိုင်ထဲမှာပါဝင်ကြတဲ့ဒီတရုပ်ဆောင်ကြီးကိုမောင်နှမတွေပေါ့နော်သမီးဗီဒီယိုကြောင့်စိတ်ညစ်စရာဖြစ်သွားတယ်စိတ်ထိခိုက်စရာဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းအားလုံးဒီညနေတောင်းပန်ပါတယ်ဒီဗီဒီယိုရိုက်ခဲ့တဲ့အချိန်မှာရောရိုက်ပြီးသွားတဲ့အချိန်မှာရောသမီးစိတ်ထဲမှာတကယ်ဟိုဘာမှဟိုလုံးဝမှဘသူ့မှာစောကားလို့စိတ်တစိတ်စံချင်မြင်တမျှတော့မရှိခဲ့ပါဘူးဒီတိုင်းပဲကိုဒီဆေးလေးပေါက်ပါသည်ဆိုတဲ့စိတ်နဲ့ပဲလုပ်ငန်းရှင်ပေါ်မှာစူးစမ်းပြီးလုပ်ကင်ပေးတယ်ဆိုတဲ့စိတ်ပဲထားရှိခဲ့တာပါအဲ့လိုမျိုးကြောင့်အားလုံးတောင်းပန်ပါတယ်ဘသူ့မှာထိခိုက်လို့စိတ်နဲ့နာလို့စိတ်ရင်ထဲကလည်းမရှိခဲ့ပါဘူးအသွေးသားတွေမှာလည်းမရှိခဲ့ပါဘူးရှင်အားလုံးပဲတောင်းပန်ပါတယ်ရှင်ဟုတ်ပါတယ်ကျွန်တော်ဒီမှာပါတဲ့တည်ဆောင်နေတယ်မဟုတ်ပါဘူးကျွန်တော်သူတွေအကုန်လုံးဒီဗီဒီယိုဖိုင်တော့စိတ်ထိခိုက်သွားရတဲ့သူတွေအကုန်လုံးကိုကျွန်တော်တို့မောင်နှမတွေကအများကြီးတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်တို့ဘသူမှထိခိုက်စေလို့တဲ့ဆန္ဒရည်ရွယ်ချက်လုံးဝမရှိပါဘူးယူသားဆုံးရေးပေးခဲ့ပါတယ်ယူသားဆုံးရိုက်ကူးခဲ့ပါတယ်ဒီဆေးနာမည်လေးကလည်းတမျိုးဖြစ်သွားတာသူတို့ဟိုလည်းနားလည်ပေးစေချင်ပါတယ်ဒါသူတို့ရဲ့ယူရနာမည်လေးဖြစ်တဲ့အတွက်သူတို့လည်းနားလည်ပေးစေချင်ပါတယ်ကျွန်တော်မောင်နှမတွေကလည်းသူ့ကိုလည်းအဓိကသူ့ကိုလည်းနားလည်ပေးစေချင်ပါတယ်ကျွန်တော်ယူသားဖြူစင်လောက်ကန်ခဲ့တာပါခင်ဗျာဘာရည်ချက်မှမရှိပါဘူးအားလုံးတကယ်လေးနက်နက်လေးတောင်းပန်ပါတယ်ခင်ဗျာ
ဒီကြော်ညာလေးကိုလည်း social media ပေါ်မှာအကုန်လုံးကိုဖျက်လိုက်ပါပြီဒီဗီဒီယိုဖိုင်လေးကြောင့်စိတ်နှောက်ယှက်ဖြစ်သွားတဲ့သူအားလုံးကိုသမီးအနေနဲ့အနှူးညွတ်ကြော့ပြီးတော့တောင်းပန်ပါတယ်ရှင်အားလုံး ဟလာငုံမဲရုံနဲ့လာပြီးတွေ့လား သူဟိုတစ်ခါတော့လည်းအဲ့လိုပါပဲဦးလေးသူ့ရုပ်ကအများနဲ့ငုံမမက်တော့လောက်ချင်တာလောက်ကိုရင်ငိုဖို့ပဲ ငါတူမှာအသေးပေါက်နေပဲ အော်သူမကြည့်ရသေးဘူးနော် ငါတူမှာပြောဟုတ်ခုလေအဲ့ဒါကြောင့်မို့ဇညွန်းတို့လားဇညွန်းဆရာရေးပေးတဲ့အတိုင်းရိုက်တာပါတဲ့နော်သူက သူ ဘာ မ မှ အောက်လားသူစာမတက်ဘူးလားဒါဘာဦးညိုးနေဆိုတော့ तू မသိဘူးလားမလေးအော်လိုက်ရနော် ကဲအဲ့တော့ဘာဆက်ဖြစ်ကြမလဲဆိုတာသူစောင့်ချက်ကြည့်ကြ စောင့်ကြည့်မယ်